Hello အားလုံးပဲမင်္ဂလာပါရှင် Reader Elena Channel မှာကြိုဆိုလိုက်ပါတယ် Elena ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာကြီးမင်းသူဝင်ရေးသားထားတဲ့မောင်ခွေးဖို့ကြပြများဆိုတဲ့စာအုပ်ထဲကကြပြလေးတစ်ပုဒ်ကိုရွတ်ပြမှာဖြစ်ပါတယ်ရှင်အဲဒီကြပြလေးကတော့ဝင်ကပါတဲ့ကြပြလေးရွတ်မပြခင်ဆရာကြီးကမောင်ခွေးဖို့ကြပြများဆိုပြီးတော့ဘယ်လိုနာမည်ပေးခဲ့လဲဆိုတော့အရင်တော့ကလူတွေကပေါ့နော်ဒီကလေးတွေကိုဆိုလို့ရှိရင်မောင်ခွေးမဲခွေးစသဖြင့်ချစ်စနူးနဲ့ခေါ်ကြတယ်အဲ့လိုပဲဆရာကြီးကလည်းဒီကလေးတွေအတွက်ရည်ရွယ်ထားတဲ့ဒီကြပြလေးကိုမောင်ခွေးဖို့ကြပြများဆိုပြီးတော့ချစ်စနူးနဲ့စာအုပ်နာမည်ပေးထားတာဖြစ်ပါတယ်ရှင်ကဲကြပြလေးစရွတ်လိုက်တော့မယ်နော်ဝင်ကပါအေးရိတ်တာတဲ့ပညောင်ညူအုတ်ဩတွန်တန်ချူသူရှူစီးတဲ့နရီတွင်သမင်ရီတောက်စင်မြက်ခင်းလဲလဲမြင်းကြီးကြီးကန်းကောဝတ်မုံစီဇာလီပြောတဲ့အကြောင်းသင်ငန်းလူလေးသွားခြင်းစံ